ဒီအပိုင်းမှာတော့ရန်ရှိလောက်ကြံခံရတာနဲ့ဝါကျင်ဘာကြောင့်အဖမ်းခံရတာလဲဆိုတာကြည့်ရမှာပါရန်ရှိကနတ်ဆရာမနဲ့ပတ်သက်တဲ့တပ်တွေတွေကိုသိမ်းပါတယ်နောက်ကွယ်ကကျမ်းမိသားစုလည်းပါဝင်ပါတယ်နတ်ဆရာမဖမ်းခံရတဲ့ကြတော့ချမ်းကျစ်နဲ့သူ့အဖေကကြောက်နေပါတယ်အစ်9ရုံတော်ကအရာရှိကိုယ်တိုင်လာဖမ်းတာလို့သူ့သားကိုပုံနဲ့တော့ပြလိုက်ပါတယ်သူ့သားပုံုံမြင်တော့အံ့ဩသွားပါတယ်သူ့ကိုရုံဟာတိတယ်ပြောလိုက်ပါတယ်ရက်ဆက်တဲ့ဖခင်ကမိမကိုအတုံးချပြီးရန်ရှိကိုတတ်ဖို့တားလို့သူကိုတိုက်တွန်းပါတယ်ချမ်းကျစ်ကသူ့မိမကိုချစ်တော့ညှင်းပါတယ်နောက်ဆုံးတော့အဖေစကားကိုမလွန်ဆန်နိုင်လို့လက်ခံလိုက်ပါတယ်မိမစီသွားပြီးမိမိစီပြန်တော့မှစိတ်ကန်းရောက်နေပြီးလမ်းမှာစားဖို့မုံသားပေးပါလားလို့ပြောလိုက်ပါတယ်သူမိမကသွားမယ်လို့ပြန်ပြောလိုက်ပါတယ်သူမိမကင်ထားတာကမဟုတ်ပါဘူးဖောက်ခွဲရေးပစ္စည်းပါချမ်းချစ်ကသူမိမကိုတအားချစ်ပါတယ်လမ်းရောက်တော့စိတ်ပြောင်းသွားပြီးမိမစီကဖောက်ခွဲရေးပစ္စည်းကိုယူလိုက်ပါတယ်ကိုဝင်နဲ့မလို့အိမ်ရပဲစောင့်နေတော့လို့သူမိမကိုပြောလိုက်ပါတယ်ရုံဟာကသူ့ယောက်ျားကိုချစ်တော့စကားနားထောင်ပါတယ်မိမလုပ်တဲ့သူကသူ့ယောက်ျားနောက်ဆုံးခရီးဆိုတာမသိပါဘူးပျော်ရွှင်နေတာပါချမ်းချစ်ကစိတ်ကန်းရောက်တော့ရန်ရှိစီမုံသွားပေးပါတယ်ဝါကျင်ရောက်တဲ့အချိန်မှာပဲချမ်းချစ်ကအဖုံးလှက်ပြီးဖောက်ခွဲလိုက်ပါတယ်လူတွေအများကြီးတည်ပြီးရန်ရှိရည်ထဲကျသွားပါတယ်မျက်စိရှိကပုံရိပ်ကိုကြည့်ပြီးနောင်တရသွားပါတယ်ဝါကျင်လည်းဘာမှမစင်စားနိုင်ပဲရေထဲခုန်ချပြီးချစ်သူကိုလိုက်ရှာပါတယ်ကယ်တဲ့လူကရေနစ်နေလို့သူ့ရဲ့အကဲခံလိုက်ရပါတယ်ကျမ်းမိသားစုကတော့ချင်းမမသေးပဲတားတည်သွားလို့နောင်တရနေပါတယ်ဝါကျင်တို့လာတော့အဲ့ရပေါ်ရောက်နေပါပြီရန်ရှိကိုမြင်တော့ပြေးဖက်ပါတယ်တချိန်ကသူပြောတဲ့စကားတွေအတွက်နောင်တရတယ်ဒီနေ့အစားပြီးမခွဲကျင်တော့ဘူးလို့ပြောလိုက်ပါတယ်ရန်ရှိလဲချစ်သူလေးကိုဖမ်းရင်အပြုံးနေဝေသွားပါတယ်ခဏနေတော့သူ့လူတွေရောက်လာပါတယ်ဒီကိစ္စဟာအရာရှိတွေပါဝင်ပတ်သက်နေတယ်နောက်ွယ်ကလူကိုသွားဖမ်းမယ်လို့ပြောလိုက်ပါတယ်ကျမ်းမိသားစုအိမ်ကိုရောက်တော့ကျမ်းသခင်ကြီးကရန်ရှိကိုမြင်ပြီးလက်နေပါတယ်ရန်ရှိလဲသူ့ကိုလှုပ်ကြံတဲ့အတွက်ပညာပေးလိုက်ပါတယ်တမိသားစုလုံးဖမ်းခေါ်လာပေမဲ့ဝါကျင်ညီမလေးရုံတော့မပါပါဘူးသူ့ယောက်ျားနောက်ကိုလိုက်သွားပါတယ်ချမ်းချစ်ကသူ့ကြောင့်တရားရဲဆိုပြီးကိုတက်တည်သွားတာပါနတ်ဆရာမနဲ့ပတ်သက်တဲ့တက်တည်တွေရှင်းလင်းခံလိုက်ရပါတယ်သူ့နောက်ွယ်မှာကြီးမားတဲ့အင်အားစုရှိပါသေးတယ်ရန်ရှိပြန်ရောက်လို့ခုံမော်တောင်မထိုင်ရသေးဘူးမင်းကြီးကနတ်ဆရာမကိုခေါ်ခိုင်းလိုက်ပါတယ်မင်းကြီးကဟောက်ရဲကိုခေါ်ပြီးအပြစ်မပေးပဲယာတို့တစ်ခုပေးလိုက်ပါတယ်ရန်ရှိလည်းအံ့ဩသွားပါတယ်မင်းကြီးစီသွားတွေ့ပြီးမေးလိုက်ပါတယ်မင်းကြီးကတနိုင်ငံလုံးမိုးခေါင်နေလို့မိုးခေါ်ခိုင်းတာမိုးရွာရင်အသက်ရှင်မယ်မိုးမရွာရင်တက်ပြစ်မယ်လို့ရန်ရှိကိုပြလိုက်ပါတယ်မိုးမရွာလို့အစာရေစာရှားပါလာရင်ပြည်သူတွေပုံကံမှာကိုမင်းကြီးကကြောက်နေတာပါရန်ရှိလဲမင်းကြီးသဘောထားကိုနားလည်သွားပါတယ်ဟွာကျင်ကတော့ညီမလေးရုံအားရဲ့အလောင်းကိုတဲပြီးအိမ်ပြန်လာပါတယ်ရုံအားရဲ့အဖြစ်ကိုတန်လုံးဝမ်းနေနေပါတယ်ဟောက်ရဲကမြို့ပြင်မှာမိုးရွာဖို့ဆူတောင်းနေပါတယ်ဝါကျင်ကလူလိမ်နတ်ဆရာမကိုတွားကြည့်ပါတယ်ဟောက်ရဲကဝါကျင်ကိုတွေ့တော့ဆူတောင်းပွဲကိုအနှောက်အယှက်ပေးတယ်ဆိုပြီးဖမ်းခိုင်းပါတယ်အဖြစ်သမားဝါကျင်ရောက်လာလို့မိုးမရွာတာဆိုပြီးမင်းကြီးကိုရှောက်တင်လိုက်ပါတယ်မင်းကြီးကဝါကျင်ကိုခေါ်တွေ့ပါတယ်နောက်ပိုင်းမှာတော့မင်းကြီးကဝါကျင်ကိုဘလို့အပြစ်ပေးမလဲဆိုတာကြည့်ရမှာပါ